ဒေါက်တာ radio frequency နဲ့ high phone နဲ့ဘယ်ဟာကိုပို့ပြီးတော့ကြိုက်တယ်။ဘာကြောင့်ရွေးချယ်ချင်တာလဲ ဟိုက်ကူပေါ့ဟိုက်ကူက collagen ဖြစ်အောင်လည်းပို့ပြီးတော့လည်းများတယ်ပြီးတော့ရော့ခဲစားနေတဲ့အသားရည်တွေပြန်ပြီးတော့ကြည့်တဲ့နေရာမှာလည်းအရင်လဲကောင်းမွန်တယ်ပေါ့နော်စက်ကိုယ်တိုင်လဲစိုက်လို့3လတည်းပုံမှန်လုပ်နေတဲ့ဖြစ်များလေးလည်းဖြစ်တယ် ။နမစလဖြစ်နေတယ်ဂလကောတဲ့ဖြစ်တယ်ဘယ်ဟာပို့ကြိုက်လဲ စလစ်ကိုအကြိုက်ဆုံးပဲသူကကျတော့အစီကဲတက်တာစီရယ်။ကြောင်ဝက်ချက်တွေကိုလည်းအမြန်ဆုံးတက်တာစီလို့စလစ်ကိုအကြိုက်ဆုံးပဲ ။မထိုင်နဲ့လိုက်ပို့လိုက်တာဘယ်ဟာပို့ကြိုက်လဲ ခါယိုပို့ကြိုက်တယ် ။ဘာဖြစ်လို့ပို့ကြိုက်တာလဲ စိတ်ဆိုထဲမှာအစီမများပို့ကြနိုင်တယ်အမကတော့ခါယိုပို့ကြိုက်တယ် breast silicone နဲ့ breast filler ဘယ်ဟာကိုကြိုက်လဲ breast silicone ကိုကြိုက်တယ် ဘာလို့ကြိုက်တာလဲ ဘာလို့ကြိုက်တယ်လဲဆို breast silicone ကကိုလိုချင်တဲ့ဆက်ကိုချက်ချင်းရနိုင်တယ်လို့တက်တာလည်းခံတယ်လေ ။ဒေါက်တာအေးစုံနဲ့ radio ကိုဘယ်ဟာကိုပို့ကြိုက်လဲ Regeneron ကိုကြိုက်တယ် ။ဘာဖြစ်လို့ပို့ကြိုက်တာလဲ ဘာလို့ကိုကြိုက်တာလဲဆိုတော့ Regeneron မှာ salmon DNA ကထုတ်ထားတဲ့ polynucleotide တွေအများကြီးပါဝင်ပြီးတော့ရေပြအတွင်းပိုင်းရဲ့ဒီရေတဲ့ကိုဖြည့်ပေးနိုင်လို့ ။နှာခေါင်းကျိုးနဲ့နှာခေါင်းဖင်လာနဲ့ဘယ်ဟာပို့ကြိုက်လဲ နှာခေါင်းချိုးကိုကြိုက်တယ်။ဘာဖြစ်လို့လဲဆိုတော့တဘာဝလက်ဆန်နဲ့အန်ဒီလည်းမရှိဘူး